အားလုံးကျမ်းမာချမ်းသာပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကလူသစ်လေးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်လူသစ်လေးတွေနဲ့ပတ်သက်ပြီးတော့ဆိုတာကအခုမှလူသစ်ကိုတင်မောသားလုပ်ဖို့စိတ်ဝင်စားတဲ့ညီလေးတွေဒါမှမဟုတ်လေတင်မောသားလုပ်ဖို့စိတ်ဝင်စားတဲ့အကိုတွေဗောနော်လူသစ်တင်တဲ့ကိစ္စလေးတွေနောက်လိုအပ်တဲ့ဟာလေးတွေကျွန်တော်ဒီနေ့ပြောပြပေးပါဗောနော် sharing လုပ်ပေးတဲ့သဘောလေးပေါ့ပထမဦးဆုံးအနေနဲ့ကတော့တင်မောသားလူသစ်လုပ်ဖို့က2မျိုးရှိတယ်2မျိုးရှိတယ်ဆိုတော့ပထမတစ်မျိုးကအလဲတန်းအဆင့်8တန်းအောင်နဲ့နောက်တစ်မျိုးကအထက်တန်းအဆင့်10တန်းအောင်ပေါ့နော်8တန်းအောင်လဲတင်မောသားလုပ်လို့ရတယ်10တန်းအောင်လဲတင်မောသားလုပ်လို့ရတယ်ကျွန်တော်တို့အပြင်ကနေလုံးမဲ့လူတွေပေါ့နော်ရေချောင်းစင်းမဟုတ်တဲ့လူတွေအကုန်လုံးကကျွန်တော်တို့ဒီဒေါဘုံ DMA မှာဖွင့်ထားတဲ့ DMA ကနေဒီDepartment of Administration ကနေပြီးတော့ upload လုပ်ထားတဲ့သင်တန်းကျောင်းတွေမှာသင်တန်းတက်ပြီးတော့လိုအပ်တဲ့သင်တန်းတွေတက်လက်မှတ်တွေယူပြီးတော့ကျွန်တော်တို့တင်မောသားလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ရေချောင်းစင်းတွေကတော့ပုံမှန်လေသူတို့ကျောင်းမှာကျောင်းတက်တယ်လို့မျိုးပုံမှန်ရေချောင်းတက်ကတော်ရေချောင်းတိတ်ပတ်မှာ4နှစ်5နှစ်တက်ပြီးရင်ကျောင်းဆင်းပွဲရပြီးွားရင်တင်မောတစ်ခေါက်လိုက်ပြီးရင်အရာရှိတန်းဖြည့်လို့ရပြီကျွန်တော်တို့အပြင်ကလူတွေကြတော့အဲ့လိုမျိုးဖြည့်လို့မရဘူးကျွန်တော်တို့ကဒီတင်မောကို DMA ကနေတတ်မှတ်ထားတဲ့စီတိုင်း36လပြည့်အောင်လိုက်ပြီးတော့မှကျွန်တော်တို့အဲ့ရနေမှအရာရှိဖြည့်ဖို့တင်တန်းနေတက်လို့ရမယ်ပေါ့နော်စီတိုင်းပြောချင်တာကတော့အပြင်ကလိုက်မဲ့လူတွေကစီတိုင်း36လပြည့်အောင်လိုက်ပြီးတော့မှဒီအရာရှိ OW တင်တန်းနေပေါ့ OW တင်တန်းနေတက်ပြီးတော့DMA မှာ oral တွေ written တွေစာမေးပွဲဖြည့်ပြီးအောင်တော့မှကျွန်တော်တို့အရာရှိလက်မှတ်ရမယ်အဲ့တော့မှအရာရှိလုပ်လို့ရမယ်ပေါ့နော်ဒီကျောင်းစင်းနေနဲ့အပြင်အလူတွေနေရာလည်းနည်းလေးကွာတယ်ဆိုတော့ကျွန်တော်ကပြောချင်တဲ့အကြောင်းအရာလေးပြန်သွားအောင်နော်ဒီမို့လိုက်ဖို့တော့ကျွန်တော်တို့ CDC ရယ် passport ရယ်နောက် all-in-1 ဆိုတဲ့ဟာတွေလိုတယ် all-in-1 ကတော့ကျွန်တော်တို့တင်တန်းတွေအကုန်လုံးတက်ပြီးတော့မှတက်ထားတဲ့တင်တန်းတွေ certificate တွေကိုအကုန်လုံးပေါင်းပြီးတော့တအုပ်လို့အဲ့စာအုပ်တွေကိုပြန်ထည့်တာ all-in-1 လို့ခေါ်တယ်CDC ကတော့ဒီတင်မောသားဘယ်လိုပြောရမလဲ passport လို့ပဲဗျာဒါတင်မောသားစာအုပ်ပေါ့နော်ဒီ CDC ရှိမှသာကျွန်တော်တို့ကတင်မောလိုက်လို့ရတယ် passport တစ်ခုလည်းရှိအောင်လည်းမရဘူးဆိုတော့ CDC passport ပေါ့နော်ဆိုတော့ကျွန်တော်ကပြောတဲ့အလဲတန်းအဆင့်အောင်နဲ့အထက်တန်းအဆင့်အောင်နဲ့ဘာကွာလဲဆိုတော့ကျွန်တော်တို့ကပထမဆုံးအလဲတန်းအဆင့်အောင်ကြောင်းပြပါမယ်ရှစ်တန်းအောင်အဆင့်တွေကကျွန်တော်တို့တင်တန်းတက်တဲ့အခါကျရင်တင်တန်းတွေတက်ပြီးလို့ CDC ထွက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကCDC မှာဒါမှမဟုတ် DR သုံးမဟုတ် ER ဆိုပြီးကျွန်တော်တို့ကဒါလည်းမထွက်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူဒီအလဲတန်းအဆင့်ပဲအောင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က CDC issue မှာ GS ဆိုပြီးတော့ထွက်တယ်။ GS General Service ပေါ့နော်။ဒါပေမဲ့ General Service ကတင်မောပေါ်မှာဘာလို့ ရလဲဆိုတော့ကျွန်တော်တို့ Kelly မှာလုပ်ရပါတယ်။ Chat ကြီးရဲ့အကူပေါ့နော်။ကျွန်တော်တို့မြန်မာလိုခေါ်ရင်အင်္ဂလိပ်လိုခေါ်ရင်တော့ Stewardဒါမှမဟုတ် Massman ပေါ့ကျွန်တော်တို့မြန်မာလိုခေါ်တာတော့လင်ပန်းလို့ပဲအလွယ်ခေါ်ကြတယ်လင်ပန်းစပွဲလို့ပေါ့နော်ဆိုတော့နောက်10တန်းအောင်တဲ့လူတွေကြတော့ကျွန်တော်တို့တင်တန်းတွေအကုန်လုံးပြီးလို့ CDC ထွက်ပြီဆိုတာ ਨੇ သူကကိုသွားခြင်းတဲ့ department ပေါ့ဥပမာကိုကဓာတ်ကိုစိတ်ဝင်စားလားအင်ဂျင်ကိုစိတ်ဝင်စားလားအဲ့မှာတင်တန်းမစတက်ထဲမတက်ခင် CDC ဒီလူသစ်ဖောင်စပြီးတင်တဲ့ကကျွန်တော်တို့ကဓာတ်နဲ့တင်ပါလားဓာတ်ဘက်ကိုလိုက်ပါလားအင်ဂျင်ဘက်ကိုလိုက်ပါလားဆိုပြီးကျွန်တော်တို့ကတစ်ခါတည်းတင်ရတယ်ဆိုတော့အဲ့မှာနေကျွန်တော်တို့ကဒီတက်သွားမယ်ဆိုလဲ DR ပေါ့နော်အင်ဂျင်သွားမယ်ဆိုလို့ရှင်လဲ ER ပေါ့အဲ့လိုထွက်တယ်ပေါ့နော်ဒါကတော့အလဲတန်းအဆင့်အောင်တဲ့လူနဲ့အထက်တန်းအဆင့်အောင်တဲ့လူနဲ့တင်မောသားဆောက်လုပ်တဲ့အချိန်မှာနည်းနည်းလေးကွာခြားတဲ့ဟာပေါ့နော်ခုနအလဲတန်းအဆင့်အောင်တဲ့လူတွေကကျွန်တော်တို့ကပြောသလို CDC issue ကတော့ GS နဲ့ထွက်လာတယ်ဒါပေမဲ့ကိုကဓာတ်တာဘာမဟုတ်အင်ဂျင် department ကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့အဲ့ထွက်လာတဲ့ GS issue နဲ့ကျွန်တော်တို့ကဒီတင်တန်းတွေအကုန်လုံးလည်းပြီးပြီ certificate တွေအကုန်လုံး enhance ဖြစ်ပြီတင်မောတက်ဖို့ standby ready ဖြစ်နေပြီဆိုတဲ့အချိန်ကြာရင်ကျွန်တော်တို့က GS နဲ့တစ်ခေါက်လိုက်ရတယ်တစ်ခေါက်က12လတစ်နှစ်ကိုတစ်ရက်မှရောလို့မရဘူး12လပြည့်အောင်လိုက်12လပြည့်အောင်လိုက်ပြီးပြန်လာပြီးတော့မှကျွန်တော်တို့ဒီ DMA ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ issue change ဆိုတဲ့ form တင်လို့ရတယ်အဲ့ကနေမှသူဒီဓာတ်ကိုစိတ်ဝင်စားလို့ဓာတ်ကိုသွားချင်တာလား engine ကိုစိတ်ဝင်စားလို့ engine ကိုသွားချင်တာလားအဲ့ဒါကိုယ့်ဘက်ကိုရွေးချယ်ပြီးတော့ကိုယ်ဝါသနာပါတဲ့ department ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ကသွားလို့ရတယ်အကယ်၍မဟုတ်ဘူးကျွန်တော်ကတော့ GS နဲ့ပဲလိုက်မယ်ပြီးရင် chip ကိုလုပ်မယ် ချက်ကြီးပေါ့ chip ကိုလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာ issue မှလည်း change ရမလို့တော့ဘူးဘာ issue change form မှလည်းတင်ရမလို့တော့ဘူး GS နဲ့ပဲတောက်လျှောက်နှစ်ခေါက်သုံးခေါက်လေးခေါက်လောက်လိုက်အဲ့မှာလိုက်နေတဲ့အချိန်မှာအပေါ်မှာကိုကချက်ကြီးနဲ့တွေ့ရတဲ့တော့ချက်ကြီးလုံးပုံကိုင်ပုံလေးချက်တာပြုတ်တာတွေကိုကတခါလေးတင်ပြီးတော့ပြီးရင်
ကို ready ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကချက်ကြီးနဲ့တက်လို့ရပြီပေါ့နော်ခုနအထက်တန်းအဆင့်အောင်တဲ့လူတွေကြတော့ DRE ရထားတဲ့ထွက်တဲ့လူတွေကြတော့ကျွန်တော်တို့ကဘာမှမလုပ်ဘူးပုံမှန်တဲမောလိုက်တယ်လို့ပဲတောက်လျှောက်လိုက်လို့ရတယ်သူကသူပုံမှန်ဟိုမှာပထမတစ်ခေါက်တက်သွားတဲ့ခက်တက်ပေါ့ဒုတိယတစ်ခေါက်ပြန်လာမယ်လိုအပ်တဲ့တင်တဲ့တစ်ခုလောက်ထပ်တက်မယ် OS နဲ့ဒါမှမဟုတ်လေသူ OS ပေါ့နော် OS ပဲဖြစ်ဖို့များပါတယ် AB ကတော့တိတ်ပေးတဲ့ line လည်းပေးကြတယ်မပေးတဲ့ line လည်းမပေးဘူးပေါ့နော်အဲ့တော့ OS ပေါ့OS နဲ့ထပ်ပြီးတက်မယ်တစ်ခေါက်တက်သွားမယ်ပြန်ဆင်းလာမယ်နောက်တစ်ခေါက်ထပ်တက်မယ်ဒါဆိုတော့ AB 24 AB လောက်ရပြီပေါ့နော်ဆိုတော့သူ့ဘာသူဒါကတော့ပုံမှန် step by step သွားလို့ရတယ်ခုနအလဲတန်းအဆင့်အောင်တဲ့လူတွေကတော့ကျွန်တော်ခုနပြောတဲ့အဆင့်လေးတွေရှိတယ်အဲ့ဒါပြီးတော့မှတက်တစ်ပါးမှန်ကိုသွားခြင်းလား engine တစ်ပါးမှန်ကိုသွားခြင်းလားဆိုတဲ့ဟာကိုပေါ့ကိုရွေးချယ်ပြီးတော့ပြောင်းပေါ့နော်နောက်တစ်ခုကကြတော့ကုန်ကြတိကကြတော့ကျွန်တော်အလဲတန်းအောင်အဆင့်ကိုအရင်စပြောပြမယ်အလဲတန်းအောင်အဆင့်ကဘယ်လောက်ကုန်မလဲဆိုတော့ကုန်ကြမဲ့စရိတ်နဲ့တင်တက်မဲ့အချိန်ကြီးပေါ့နော်ကုန်ကြမဲ့စရိတ်ကတော့အနည်းဆုံး8သိန်းကနေ9သိန်းကြားရှိတယ်အခုလက်ရှိပေါ့နော်ကျွန်တော်တချို့တင်တန်းတွေကိုအတိတွေရှိတဲ့တင်တန်းတွေကိုလိုက်ပြီးစုံစမ်းထားတာတော့ကုန်ကြစရိတ်ကတော့အဲ့လောက်ရှိတယ်အဲ့ဒီမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့တင်တန်းတွေကအကုန်လုံး one stop service ပေးတဲ့အတွက်ကျွန်တော်2018တက်တုန်းကလိုပဲ one stop service အကုန်လုံးပေးတယ် CTC all-in-one passport နောက်ဆုံး certificate တွေအကုန် enhance ဖြစ်တဲ့အထိတင်တန်းအပ်တာတွေရောတို့က one stop service ပေးတဲ့အတွက်ဒါ total ကုန်ကြစရိတ်ပေါ့နော်8သိန်းနဲ့9သိန်းကြားလောက်မှာကုန်မယ်ဘာတွေပါမလဲဆိုတော့တက်သမျှတက်မဲ့တင်တန်းတွေအကုန်လုံးပါမယ် CTC passport passport ရှိတဲ့လူကတော့ passport တို့ service ပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာ passport ရှိတဲ့လူကတော့ပြန်ပြီးတော့ဟို Siemens passport ချိန်ရမယ်ပေါ့နော်ဆိုတော့အဲ့တခြားကုန်ကြစရိတ်လေးတွေတော့နည်းနည်းပါးပါးတော့ရှိမယ်တော့ထင်တယ်ဒါကတော့ကိုယ့်ဘက်ကိုတင်တန်းမှာအသေးသေးဆုံးသက်ကြည့်ပေါ့နော်ကျွန်တော်ကပြောသလိုတက်မဲ့တင်တန်းတွေအတွက်အကုန်လုံးပါမယ် CTC all-in-one SID နောက်ဆုံးသင်္ဘောတက်ဖို့ ready အကုန်လုံး stand by ဖြစ်တဲ့အထိတို့ဒီခုန8သိန်းနဲ့9သိန်းကြားဆိုတော့ပတ်စံထဲမှာအဲ့ဒါတွေအကုန်လုံးပါသွားပြီပေါ့နော်နောက်တစ်ခုကအထက်တန်းအောင်အဆင့်ကတော့သူကတက်ရမယ်ဟိုအလယ်တန်းအောင်အဆင့်နဲ့နည်းနည်းလေးတင်တန်းတစ်ခုနှစ်ခုလောက်ပို့ပြီးတော့တက်ကြတယ်ဆိုတော့သူ့ရဲ့ကုန်ကြစရိတ်ကဘယ်လောက်ရှိမလဲဆိုတော့12သိန်းရနေပြီးတော့73သိန်းလောက်ထိရှိမယ်အဲ့ဒီမှာလည်းခုနအလယ်တန်းအောင်အဆင့်လို့ပဲပါမယ်တက်ရမယ်တင်တန်းတွေအတွက်တင်တန်းကြီးတွေအကုန်လုံးပါမယ် CTC passport all-in-one SID နောက်ဆုံးသင်္ဘောတက်ဖို့ certificate တွေအကုန် enhance ဖြစ်ပြီးတော့ stand by ready ဖြစ်တဲ့အထိဒါအကုန်လုံးပါတယ်ပေါ့နော်အဲ့ခုနကုန်ကြမဲ့ total ကုန်ကြစရိတ်ထဲမှာဆိုတော့ညီကိုဝါဒနာပါတဲ့ဟာကိုကိုဝါဒနာပါတဲ့ department ကိုရွေးချယ်ပြီးတော့တက်လို့ရပါတယ်တင်တန်းကျောင်းတွေကတော့ကျွန်တော်အခုတီးတဲ့လောက်ပြောပြမယ်ပေါ့နော်ကျွန်တော်ကတော့ကဘာကနေထွက်တာကျွန်တော်က2018မှာကဘာ Marine Training Center ကနေကျွန်တော်ကလူသစ်တင်တန်းပြီးတာပေါ့နော်ကဘာရှိတယ် BMTC ရှိတယ် MES ရှိတယ်နောက်ထပ်ဦးကကျွန်တော်တို့တာဂီတာ 5 star win ထဲမှာကျွန်တော်တို့ခေတ္တကတော့တာဂီတာ 5 star win ထဲမှာတက်ရတယ်ထပ်ဦးရှိတယ်နောက်အခုကျွန်တော်တို့လူသစ်တင်တန်းပြီးတော့တန်းလောက်နေတော့တင်တန်းတက်ပေါ်လာတာဆိုရင် PMTC လို့ခေါ်တယ် BMTC မဟုတ်ဘူး BMTC ကတက် PMTC အဲ့တော့ကျွန်တော်ကပြောတဲ့တင်တန်းတွေကတော့ကဘာရှိတယ် MES BMTC ပြီးထပ်ဦးအခုဆို PMTC တခြားတင်တန်းတွေလည်းရှိအောင်မယ်ထင်တယ်ကျွန်တော်သိတဲ့လောက်တော့ဒီတင်တန်း5ခုပဲရှိတယ်ပေါ့နော်အဲ့ဒါတွေကအကုန်လုံး DMA က approve ပေးထားတဲ့လူသစ်တင်တန်းကြောင်းနေလူသစ်တွေလည်းတက်လို့ရသလိုကျွန်တော်တို့လိုစီတန်းရှိပြီးသားလူတွေလည်းအရာရှိတက်မယ်အရာရှိဆောင်ရွက်ဖြေမယ်ပါညာဆိုလဲအဲ့တင်တန်းကြောင်းတွေမှာအကုန်လုံးတက်လို့ရပါတယ် OW တင်တန်းတွေအဓိကတော့ OW တင်တန်းတွေကတော့ကဘာမှာတော့မရဘူးကဘာကတော့လူသစ်တင်တန်းကြောင်း OW ဟာထပ်ဦးလဲအဲ့လိုပဲထင်တယ်ကျွန်တော်သိသလောက်တော့ OW တက်မယ်ဆိုလို့ရှိရင် MES တက်လို့ရတယ်ဗျာ BMTC မှာတက်လို့ရတယ် OW class course တွေရှိတယ်သူတို့စီမှာเนาะဟိုပါပေါ့ second mate chief mate နောက်ဆုံး captain ထိပေါ့เนาะအဲ့ဒါတွေအကုန်လုံးတက်လို့ရပါတယ်ဆိုတော့လူသစ်ညီလေးတွေအချိန်ပေးပါသေးတခြားသိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်ကျွန်တော် comment မှာမှန်းခဲ့ပေးပါကျွန်တော်အချိန်ရရင်ကျွန်တော်ဗီဒီယိုလေးတစ်ခုလုပ်ပြီးတော့ကျွန်တော်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်